ခလေးတယောက်ကိုသူကတော်တယ်ညံကောင်းတဲ့လူမင်းကထူးချွန်မဲ့လူလို့မိဘတွေဆရာတွေကပြောပေးရုံနဲ့ဒီကလေးကတကယ်အမှတ်တွေပိုကောင်းလာရဲ့တကယ်ပိုတော်လာရဲ့လို့ဖြစ်လာလိမ့်မယ်ဒါကို Pygmalion effect လို့ခေါ်တယ်ဒီဖြစ်စဉ်ကိုလက်တွေ့မှာတကယ်လေးလာထားရဲ့စမ်းသပ်ထားရဲ့ဥပမာတစ်ခုရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကျောင်းတစ်ကျောင်းသွားလိုက်ပြီးတော့ဒီကျောင်းကဆရာတွေကိုကျောင်းသားစင်းရင်ပေးလိုက်မယ်ခလေးတွေစင်းရင်ပေါ့နော်ကျောင်းသားစင်းရင်ပေးလိုက်ပြီးတော့ဒီစင်းရင်ထဲမှာပါတဲ့ခလေးတွေကျောင်းသားတွေကတကယ်ညံကောင်းတဲ့ခလေးတွေတအားတော်တဲ့ခလေးတွေဆိုပြီးတော့ဆရာတွေကိုပြောလိုက်တယ်ဒီစင်းရင်ကိုစာသင်နှစ်အစမှာပေးလိုက်တယ်ဆိုလို့ရှိရင်စာသင်နှစ်အဆုံးမှာဒီကလေးတွေရဲ့ရမှတ်တွေကတိတိတန်တန်ပို့ပြီးတော့တိုးတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဆိုလို့ရှိရင်ဒီကလေးကညံကောင်းတဲ့ကလေးတွေအမှတ်ကောင်းလာတာဘာများထူးဆန်းလို့လဲလို့မေးစရာရှိတယ်။တကယ်တော့ဒီကလေးတွေကတကယ်ညံကောင်းတဲ့ကလေးတွေမဟုတ်ဘူး။ဒီကလေးတွေကိုကြုံအားကြပဲမဲနိုင်ပြီးတော့ရွေးထားတဲ့ကလေးတွေပထမဆုံးဖြစ်နိုင်နေရှိတာကတော့ကျောင်းဝဆရာတွေကဒီကလေးတွေကတကယ်ညံကောင်းတဲ့ကလေးတွေကိုယုံသွားကြတယ်။ကြာပန်းရွေးထားတဲ့ကလေးတွေပုံမှန်ညံရင်ရှိတဲ့တာမန်ညံရင်ရှိတဲ့ကလေးတွေလို့လုံးဝမသိထားတော့ဘူး။အဲ့တော့ဒီဆရာတွေကကလေးတွေကိုပို့ပြီးတော့ဂယုစိုက်တယ်။အဲ့တော့ကလေးတွေကပို့ပြီးတော့စူးစမ်းလာတယ်။ကလေးတွေအမားတွေလုပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းဆရာတွေကစူတာမျိုးတွေအပြစ်တင်တာမျိုးတွေမဟုတ်တော့ဘဲနဲ့ပို့ပြီးတော့အားပေးပြီးတော့ပို့ပြီးတော့ကောင်းလာအောင်လို့ဂယုစိုက်လာကြတယ်။အဲ့တော့ကလေးတွေကကိုယ့်ကိုယ်ပို့ပြီးတော့ confidence ရှိလာတယ်။ကျောင်းလာရတာပို့ပြောလာတယ်။စာသင်ရတာပို့ပြောလာတယ်။စာသင်ရတာပို့ပြောလာတယ်ဆိုလို့ရှိရင်ကလေးတွေကစာပို့လုံးမယ်။စာပို့လုံးလို့ရှိရင်စာပို့တော်လာမယ်။ကလေးတွေကစာပို့တော်လာရဆိုလို့ရှိရင်ဆရာတွေအော်ငါထင်ထားတာမှန်သားပဲ။ဒီပညာရှင်တွေပြောထားတာမှန်သားပဲဒီကလေးတွေကစာတော်တဲ့ကလေးတွေညံကောင်းတဲ့ကလေးတွေအဲ့ဒါကြောင့်မလို့ငါပို့ပြီးတော့ဂယုစိုက်ရမယ်ဆိုပြီးအသိစိတ်ကပဲဖြစ်မသိစိတ်ကပဲဖြစ်ပို့ပြီးတော့ဂယုစိုက်လာတယ်ပို့ပြီးခရူးဆိုင်လိုက်ဆိုလို့ရှင်ကလေးတွေကစာပို့ကြိုးစားတယ်စာပို့တော်လာတယ်ဒီနေရာမှာတန်လျာဆောင်ဝင်တပတ်ပြီးတပတ်လဲသွားတယ်အဲ့လိုနဲ့နောက်ဆုံးစာသင်နှစ်ပြီးသွားတဲ့အချိန်မှာဆရာတွေကအော်ငါထင်ထားတာမှန်သားပဲဒါမှမဟုတ်လေသိပ္ပံပညာရှင်တွေပြောထားတာမှန်သားပဲဒီကလေးတွေကတကယ်စာတော်ရဲ့ကလေးတွေဆိုပြီးတော့ယုံကြည်သွားကလေးတွေဘက်ကပြန်ကြည့်လို့ရှင်လဲဆရာတွေကပို့ပြီးခရူးဆိုင်လာတယ်မင်းတို့တွေကတော်တဲ့ကလေးတွေအလားအလာရှိတဲ့ကလေးတွေဆိုပြီးတော့ပြောထားတယ်ခရူးဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိပြီးအမှတ်တွေပိုကောင်းလာတယ်ဒါကို Pygmalion effect လို့ခေါ်တယ်စမ်းချင်ဘက်အနေနဲ့ကျွန်တော်တို့အတွေ့များရတာဆိုလို့ရှိရင်မိဘတွေကကလေးတွေကိုမင်းတို့တွေကအတုံးမကြအောင်ဆိုပြီးတော့စုတဲ့ကိစ္စကလေးမှမဟုတ်ဘူးလောကကြီးမှာဘယ်သူမှဆိုအမှားဖြစ်တတ်ကြတယ်တချို့လူတွေကပို့ပြီးတော့အမှားများတဲ့လူတွေရှိကောင်းရှိလိမ့်မယ်တချို့လူတွေကအမှားနေတဲ့လူတွေရှိကောင်းရှိလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်လူတိုင်းကအမှားလုပ်တတ်ကြတယ်ပြီးတော့မှားတဲ့နေရာတွေလည်းတူမှာမဟုတ်ဘူးတချို့ကလေးတွေကအားကစားမှာထူးချွန်ပြီးတော့ပညာရေးဘက်မှာအားနည်းတဲ့ကလေးတွေရှိမယ်တချို့ကလေးတွေကပညာရေးဘက်မှာအားတာပေမဲ့အမှုပညာဘက်မှာအားနည်းတဲ့ကလေးတွေရှိကောင်းရှိမယ်အဖက်ဖက်မှာအားလုံးထူးချွန်ပြီးတော့အမှားမရှိတဲ့ကလေးဆိုတာတော့မရှိဘူးအဲ့လိုအနေထားမျိုးမှာပညာရေးဘက်မှာအားနေတဲ့ကလေးအမှားများတဲ့ကလေးမျိုးကိုကြုံတွေ့ရပြီဆိုရင်မိဘတွေကမင်းတို့တွေအတုံးမကျတဲ့ကလေးမင်းတို့တွေကစာညံ့တဲ့ကလေးစာမလုပ်တဲ့ကလေးတွေမင်းတို့တွေကကြမှာပဲဆိုပြီးပြောလိုက်တယ်ဆိုရင်ကလေးတွေရဲ့စိတ်ထဲမှာအော်ငါကြမှာပဲငါအတုံးမကျတဲ့လူပဲလို့ယုံကြည်သွားရဆိုရင်စာမလုပ်တော့ဘူးစာမလုပ်လို့ရှိရင်စာမေးပွဲကြမယ်စာမေးပွဲကြရဆိုရင်တန်တရားတစ်ပတ်လဲပြီးမိဘတွေအော်ငါထင်ထားတာမှန်သားပဲငါပြောထားတာမှန်သားပဲငါပြောတဲ့အတိုင်းပဲငါပြောတဲ့အတိုင်းဖြစ်လာပြီဒီကောင်စာမေးပွဲကြတာပဲဒီနေရာမှာတန်တရားတစ်ပတ်ပြီးတစ်ပတ်လဲသွားပြီအဲ့တော့နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့အသက်တွေကြီးလာတယ်ခလေးကအမှတ်တွေမကောင်းဘူးတက္ကသိုလ်ကောင်းကောင်းတွေဝင်ခွင့်မရအောင်အလုပ်ကောင်းကောင်းတွေမရဘူးနောက်ဆုံးမိဘကငါထင်ထားတဲ့အတိုင်းပဲဒီခလေးရဲ့သဘောကလုံးအတုံးမကျအောင်ဆိုပြီးတော့ပဲညီကုန်းချုပ်သွားရတယ်Okay ဆိုတော့ညီကုန်းချုပ်ပြန်ပြောလို့ရှိရင်ဒါက Pygmalion effect နဲ့သူ့ရဲ့ဆန့်ကျင်ဘက်ပေါ့နော်ကလေးတွေကိုမကောင်းဘူးပြောလိုက်တာကနေဆက်ပြီးတော့မှကလေးတွေကတကယ်မကောင်းတဲ့ကလေးတွေဖြစ်လာဒါကိုကျွန်တော်ဖတ်ဖို့တလောက်ရှင်းပြခဲ့တာဖြစ်ပါတယ်ဒါက theory ဖြစ်တဲ့အတွက်တကယ်လက်တွေ့မှာမိဘတွေကကလေးတွေကိုတုံတင်ဆုံးမတဲ့အခါမှာရောဒီ theory နဲ့ကိုက်ညီမှုရှိလားဘယ်လိုမျိုးကွဲလဲမှုတွေရှိလဲဒီ theory ကိုတကယ်လက်တွေ့မှာအကောင့်ထဲပေါ်ဖို့ရောဖြစ်နိုင်လားဘယ်လိုမျိုးတွေကြုံတွေ့ရလဲဆိုတော့အောက်က comment တွေမှာဝင်ရောက်ရေးပေးတော့လို့ရပါတယ်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာမိဘတွေကကလေးတွေကိုမကောင်းဘူးဆိုပြီးတော့ပြောရင်းကနေတကယ်ကလေးတွေကစိုးလာတဲ့ကလေးတွေရောကြုံရဘူးလားဒါမျိုးတွေကြုံရဘူးရဆိုရင်လည်းအောက်က comment တွေမှာဝင်ရောက်ရေးပေးတော့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ